နေ့ရက်တိုင်းကိုအတိတ်ပဲရှိနဲ့တောက်ပစွာဖြတ်သန်းကြည့်သူတိုင်းအတွက်ကိုယ့်ကိုယုံကြည်မှုအပြည့်နဲ့ရဲရင်စွာလှပနေဖို့ဘယ်တော့မှနောက်မဆုတ်ပါနဲ့ရှင်ခီးစီချောင်းကိုအမိလိုက်ရင်မြမကြီးကျမှုနဲ့လာရောက်ရည်တွေဖြစ်အောင်ပေါင်းဆက်ဝတ်ဆင်ဖို့အိမ်မက်မှတ်ဘူးပါသလားထူးခြားတဲ့အလှတရားတွေပိုင်ဆိုင်ထားတဲ့ကိုယ့်ရဲ့တကူကြီးဆွဲဆောင်မှုတွေကိုပို့ပြီးတော့ပေါ်လေးစေမဲ့ရှုပ်ဝဲချက်တစ်ခုရှာဖွေနေရဆိုရင်တော့အခုဗီဒီယိုလေးအဆုံးထိကြည့်ပေးပါရှင်Rose Lewin ကတင်ပေးလိုက်တဲ့ BA ကိုရကောင်လေးကတည်ရင်လေးစင်ဘဝကိုအမှုပညာတစ်ခုလို့ပုံဖော်နိုင်စေရှိပါတယ်ရှင်။နူးညံ့ပြီးစနိုင်ကြုံနိုင်တဲ့အထက်အသားကြောင့်တတိတာလုံးတတရှိစေမှာပါ။လောက်တော့ပါတီတက်ဒါမှမဟုတ်တငယ်ချင်းတွေနဲ့ပေါ့ပါတွေ့ဆုံချိန်တွေမှာပါလိုက်ဖက်ရင်ကြီးဝတ်ဆင်နိုင်ပြီးတော့ဘေနီယာရဲ့လူတိုင်းအကြည့်တွေဖမ်းဆနိုင်ပါလိုက်မယ်။ခေါင်းဝင်ပေါ်မှာအနက်ခံရှိပါလေးနဲ့တူတူဘေးနာ brain နဲ့တွဲဆက်လိုက်တဲ့အခါမှာတော့တင့်ကိုရဲရင်းနဲ့အလှတီးတက်ဆန်တဲ့ style ကိုပြည့်စုံမှာဖြစ်တယ်လို့အနက်ရောင်ခံရမှုကလည်းစက်တည်ရှိချင်းဖော်ဆောင်ပေးပါလိုက်မယ်ရှင်။ကောင်ဝလေးကမြန်မာမျိုးသမီးတွေစိတ်ကြိုက်လိုအပ်ချက်တွေကောက်ကောက်နားလေထင်ပါတယ်ရှင်။ကိုခနာကောက်ချောင်းကိုလှပပေါ်နေစီပြီးတော့တစ်ချိန်နဲ့မှာပဲလုံခြုံမှုနဲ့စက်တည်ကိုမထိခိုက်စေဖို့တေချာကျူးစိုက်ပြီးဒီဇိုင်းထုတ်ထားတာပါရှင်။အရှည်55ရှိတဲ့မစီလန်ဒီဇိုင်းနဲ့တရာစစ်တီအရှည်ရှိတဲ့လက်ရှည်လေးတွေကတင့်ကိုဟန်ပို့ပြီးပြည့်စေမှာပါ။ Rose Lewin ရဲ့ BKA ကိုရကောင်ဝလေးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်လေးတွေသိချင်နေဆိုပြီးပြောပြပါမယ်ရှင်။ရင်းစိုက်34မှ46တီဝတ်လို့ရပါတယ်။ဒီစိုက်48တီဝတ်ဆင်လို့ရပါတယ်ရှင်။ဈေးနှုန်းကတော့အရန်အောင်မှတန်တဲ့ခေါင်းတစ်ထည်လုံးအရှည်55ရှိတာအောင်မှဈေးနှုန်းလေး4500ကျပ်ပဲရှိပါတယ်ရှင်။မိမိကိုယ်ကိုအခြားသူများထက်ထူးခြားစွာပေါ်လင်းစေဖို့အခွင့်အရေးကိုလက်လွတ်မခံပါနဲ့ရှင်။အမတို့ဒီကောင်ဝလေးကိုဘယ်လိုမျိုးနဲ့ပဲတွဲဖက်ဝတ်ဆင်ဘယ်ပွဲကိုတက်ရောက်ချင်လဲဆိုတာလည်း comment မှာရေးခဲ့ပြပါအောင်နော်။ဖိုင်လီတော့အမများကလည်း3996309033လုံး Viber မှာဆက်သွယ်ပြီးမှယူနိုင်ပါတယ်ရှင်။